ဖျားဘူးသူတော်စင်များအခုဖုတွေ့နေရတဲ့ဇီဒီတော်မြတ်ကြီးဟာမဟာဗောဓိဇီဒီတော်မြတ်ကြီးဖြစ်ပါတယ်ဒီဇီဒီတော်ကိုမြတ်စွာဘုရားရှင်သမင်ကြီးကဉာဏ်ကိုရရှိရာဗောဓိပင်ရဲ့နီးမှာအတောကမေတ္တရားကြီးကတည်ထားကိုးကွယ်ခဲ့ပြီးတော့မြမဘုရင်များပါဝင်ဗုဒ္ဓဘာသာဘုရင်အစဉ်ဆက်အကြိမ်ကြိမ်ထိမ့်သိမ်းပြုပြင်ခဲ့တဲ့ဇီဒီဖြစ်ပါတယ်ဇီဒီတော်မြတ်ကြီးဟာဉာဏ်တော်အမြင့်ပေ190ရှိပြီးတော့အောက်ခြေဖနတ်တော်48ပေပတ်လည်ရှိပါတယ်ဇီဒီတော်ကြီးရဲ့အပေါ်ထပ်မှာအရိမင်းတရားဗောဓိတတ္တဖရာလောင်းရုပ်ပွားတော်နဲ့ယံဇီဒီ၄စုရှိပါတယ်အခုဖူးတွေ့နေရတဲ့ညောင်မင်းဟာလောင်းတော်သေတ္တမင်းသားရဲ့ဖော့ဖဲ့တော်ဖြစ်ပြီးပရိဘောဂဇီတိထိုက်တဲ့ညောင်မင်းဖြစ်ပါတယ်။ဘောဓိမြည်ရတဲ့သစ္စာ၄ပါးကိုသိရာသမညုတရွှေဉာဏ်တော်ကိုရရှိရာနေရာဖြစ်တဲ့အတွက်အဲ့ဒီညောင်မင်းကိုဘောဓိပင်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဘောဓိပင်ဟာမဟာဗောဓိဇီတိတော်ရဲ့နောက်ဘက်မှာရှိပြီးတော့ပေ100လောက်မြင်ပါတယ်။မြတ်စွာဘုရားရှင်ဟာသမညုတညာနာသခင်ဘုရားရှင်ဖြစ်သူရောက်ရှိတော်မူပြီးတော့ထိုင်ရာကထားတော်မူပဲအဲ့ဒီနေရာမှာပဲ9ရက်တိုင်တိုင်ဖလားသမဘဝင်စားပြီးတော့တရင်သုံးတော်မူပါတယ်အဲ့ဒီနေရာကိုပလင်ကတတ္တဟပထမတတ္တဟလို့ခေါ်ဆိုကြပါတယ်အခုဖူးမြော်နေရတဲ့မဟာဗောဓိဇီဒီတော်နဲ့ပုံစံတူဇီဒီတော်ငယ်လေးဟာဗောဓိပင်ရဲ့ရှင်းမြောက်တော်အရာမှာရှိပြီးတော့မြတ်စွာဘုရားရှင်ဟာဒီနေရာမှာရက်တော်မူပြီးတော့သမညုတရွှေဉာဏ်တော်ကိုရရှိရာဗောဓိပင်နဲ့ရွှေပလင်ကို9ရက်တိုင်တိုင်မမိတ်သောမျက်စိနဲ့ကြည့်တော်မူတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုအာနိမိတတတ္တဟဒုတိယတတ္တဟလို့ခေါ်ဆိုပါတယ်။အခုဖူးတွေ့နေရတဲ့နေရာကတော့မြတ်စွာဘုရားရှင်ဇင်းကြံကြွတော်မူတဲ့နေရာဖြစ်ပါတယ်။ဗောဓိပင်နဲ့ရက်တော်မူရာနေရာကြားမှာရှိတဲ့ဒီနေရာမှာမြတ်စွာဘုရားရှင်က9ရက်တိုင်တိုင်ဇင်းကြံကြွပြီးတော့တရင်သုံးတော်မူပါတယ်။ရွှေပလင်ကိုခင်မင်မှုရှိနေသေးတဲ့အတွက်ဘုရားရှင်မဖြစ်တော့သေးဘူးလို့တန်တရားရှိနေတဲ့နတ်တွေကိုကောင်းကင်သို့ပြန်တက်ပြီးတော့တကူပြတော်မူပါတယ်။ဒီနေရာကိုစင်္ကမတတ္တဟတတ္တိယတတ္တဟလို့ခေါ်ဆိုပါတယ်။မြတ်စွာဘုရားရှင်ဇင်းကြံကြွတော်မူတဲ့နေရာမှာအတောကမေတ္တရားကြီးကကြာဘွဲ့17ဘွဲ့ထုလို့ပူဇော်ထားခဲ့ပြီးတော့ယခုအခါမှာကြာဘွဲ့19ဘွဲ့ကိုအသက်ထမ်းမှန်ထုလို့ပူဇော်ထားတာကိုဖူးတွေ့ကြရပါတယ်အခုဖူးတွေ့နေတဲ့နေရာဟာဗောဓိပင်ရဲ့နောက်မြောက်အရာမှာနန်းတို့ဖန်ဆင်းထားတဲ့ယေဒနာစံအိမ်တော်နေရာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟာဒီယေဒနာစံအိမ်တော်မှာ9ရက်တိုင်တိုင်တရင်သုံးပြီးတော့ဗိဓမ္မာဒေသနာတော်ကိုဆင်ခြင်တော်မူပါတယ်ဒီနေရာကိုယရနာဂရတတ္တဟစတုထတတ္တဟလို့ခေါ်ဆိုကြပါတယ်အခုတွေ့နေရတဲ့မဟာဗောဓိဇီဒီတော်ကြီးရဲ့ရှေ့မှာရှိတဲ့ကြောက်တိုင်ငယ်လေးဟာအဇာပါလညောင်ပင်ကြီးရှိတဲ့နေရာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဒီညောင်ပင်အောက်မှာ9ရက်တိုင်တိုင်ဖလားသမဘဝင်စားပြီးတော့တရင်သုံးတော်မူပါတယ်ဒီညောင်ပင်အောက်မှာဒေါသအလွန်ကြီးတဲ့ဟုံကပုံနာကြီးနဲ့တွေးဆုံစကားပြောခဲ့ပါတယ်ဒီနေရာကိုအဇပါလတတ္တဟပင်စမတတ္တဟလို့လည်းခေါ်ဆိုကြပါတယ်အခုဖူးတွေ့နေရတဲ့နေရာကတော့ဗောဓိပင်ရဲ့ရှစ်တောင်ဘက်ကြီးပင်ရှိတဲ့မူစလင်သားအိုင်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟာမူစလင်သားအိုင်ရဲ့နဘေးကြီးပင်အောက်မှာ9ရက်တိုင်တိုင်ဖလားသမဘဝင်စားပြီးတော့တရင်သုံးနေထိုင်တော်မူပါတယ်အဲ့ဒီချိန်မှာလေကြီးမိုးကြီးကြီးကျယ်ကြောက်လာတဲ့အတွက်မူစလင်သားနဂါမင်းကြီးကလာရောက်ပြီးတော့မြတ်စွာဘုရားရှင်ကိုအကာအကွယ်ပြုလုပ်ပေးပါတယ်အဲ့ဒီနေရာကို
မုစလင်ဒတတ္တဟသတ္တမတတ္တဟလို့ခေါ်ဆိုပါတယ်အခုဖူးတွေ့နေရတဲ့ရုပ်ပွားတော်ကတော့ဒဝေသဗဟုပညာရှင်ဆရာကြီးဥဟန်တင်ထုတ်လုပ်ထားတဲ့ငကယုံရုပ်ပွားတော်အရှင်မြတ်ဖြစ်ပါတယ်အခုတွေ့နေရတဲ့ပင်ကတော့ဘောဓိပင်ရဲ့တောင်ဘက်မှာရှိတဲ့လင်းလုံးပင်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟာအဲ့ဒီလင်းလုံးပင်ရဲ့အောက်မှာ9ရက်တိုင်ဖလသမပတ်ဝင်စားပြီးတော့စံတော်မူပါတယ်အဲ့ဒီနေရာကိုရာဇာယတနတတ္တဟတတ္တမတတ္တဟလို့ခေါ်ဆိုကြပါတယ်အဲ့ဒီလင်းလုံးပင်ရဲ့အောက်မှာတဖုဒ္ဒဗန္လိကကုံတယ်ညီနောင်တို့ဆက်ကတဲ့မုံဆွန်းကိုဖုံးမွေးပြီးတော့စံတော်ရှစ်စုပြန်လဲချီးမြှင့်တော်မူပါတယ်ခုတွေ့နေရတဲ့လင်းလုံးပင်ကတော့မြန်မာနိုင်ငံကဗိုလ်မှူးကြီးလှအောင်တို့စိုက်ပျိုးထားတဲ့လင်းလုံးပင်ဖြစ်ပါတယ်ဗုဒ္ဓဂယာမြေမြတ်မဟာကိုမြောက်ဖူးသေးတဲ့ဓမ္မမိတ်ဆွေများဖူးမြော်နိုင်ကြစေရန်ရောက်ဖူးပြီးသောဓမ္မမိတ်ဆွေများပြန်လည်မှတ်ရကုသိုလ်ပွားနိုင်စေရန်မဟာဗောဓိဇေဒီတော်ကြီးနဲ့တတ္တတတ္တဟခုနှစ်ဌာနကိုရိုက်ကူးမျှဝေပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ဦးညစောပါ